မနေ့ကဒီ 401k အကြောင်းပြောပြီးတဲ့နောက်ပိုင်းမှာမိတ်ဆွေတယောက်ကလာနေပါတယ်သူတို့မိသားစုဟာ SSI ရနေတဲ့မိသားစုဖြစ်တယ်ပြီးတော့အလလုစင်ခါတော့ငါပေါ့နော်401k လည်းစုခဲ့တယ်ဒါပေမဲ့အခုကအမျိုးသားလားသူကိုယ်တိုင်လားအလုံးမလုပ်တော့ဘူးအဲ့ဒီတော့သူတို့စုထားတဲ့ 401k ကိုစုထုတ်ရင် SSI ထိခိုက်မှုရှိမှာလားတဲ့ဒါမှမဟုတ်ဘယ်လိုဆက်လုပ်ရမလဲဒီတိုင်းဆက်ထားမှာလဲဆိုတော့ထိခိုက်မှုရှိပါတယ်ဘာကြောင့်လဲဆိုတော့ SSA ယုံအထူးသဖြင့် SSI ပေါ့နော်သူဟာဆိုရင်လူတယောက်ကကိုလက်ဆောင်ပဲပေးအဲ့လိုမျိုးဘေးကနေပဲပတ်စံဝင်ပေါ့နော်ဝင်ငွေမိသားစုတွေဝင်လာပြီဆိုတာနဲ့သူကမိသားစုရဲ့ပိုင်ဆိုင်မှုအနေနဲ့တခါတည်းတန်းထည့်တွက်တယ်တိလားတစ်ကြိမ်နဲ့ဆိုရင်တောင်းပေါ့နော်အဲ့ဒါကြောင့်ထိခိုက်မှုတရားမှတရားထိခိုက်မယ်လို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့95-98ရာခိုင်နှုန်းကတော့ထိခိုက်မှုရှိပါတယ်။ဘာကြောင့်လဲဆိုတော့ပိုင်ဆိုင်မှုတစ်ခုအနေနဲ့သူတို့တတ်မှတ်မှာမလို့ပါ။ဒါကြောင့်ကျွန်မအနေနဲ့တော့မထုတ်ဘဲနဲ့ဒီတိုင်းထားစေချင်ပါတယ်။နောက်တစ်မျိုးတခြားငွေစုတဲ့ plan ဥပမာ IRA တို့တခြားငွေစုတဲ့ plan မှာထားမယ်ဆိုရင်တောင် SSI ကသူတို့ကပိုင်ဆိုင်မှုအနေနဲ့သူတို့ထည့်ရည်တွက်တယ်တဲ့လား။အဲ့ဒါကြောင့်ဒီတိုင်းပဲSSI ကိုခံစားခွင့်ဆက်ရချင်တယ်ဆိုရင်တော့ဒီတိုင်းပဲ 401k ကိုဆက်ထားလိုက်ပါဘာမှမဖြစ်ပါဘူးပျောက်လဲပျောက်သွားမှာမဟုတ်ဘူးရှိနေမယ်ဆိုတော့ကိုအမှန်တကယ်ဥမာ SSI မရတော့တဲ့ခါလားဒါမှမဟုတ်အချိန်တိုင်းတာတစ်ခုဖြစ်ပြီးဆိုရင်ပေါ့နော် SSI ကိုခဏမရဘဲနေမယ်ဒီငွေကြီးလိုအမှုကြောင့်ဆိုရင်အဲ့ဒီချိန်ကြမှာပေါ့နော်ချိန်တိုင်းတာတစ်ခုရောက်မှာပေါ့နော်အဲ့လိုမျိုးမှထုတ်တာပိုကောင်းမယ်လို့ကျွန်မအနေနဲ့အကြံပေးချင်ပါတယ်ကျွန်မတော့ financial advisor တယောက်မဟုတ်ပါဘူးဒါပေမဲ့ကိုယ့်ရဲ့အတွေ့အကြုံအရဒါကိုပြောပြတာဖြစ်ပါတယ်လို့